ဘာသာတက်ထားပြီးတော့ Wi-Fi speed အကြောင်းသိပြီးပြီ။သိတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကိုသုံးကြည့်လိုက်တော့နော်။ Wi-Fi speed ဆိုတာ internet ကနေ data တွေကိုဘယ်လောက်မြန်ပို့နိုင်နိုင်လဲဆိုတဲ့အများဆုံးဆိုပါရှင်။အများအားဖြင့် Mbps megabit per second နဲ့တိုင်းပါရှင်။ဒါလို့ဆိုတာဒီလိုကြီးရင် Facebook ကောင်းလို့ရှိရင်အနားကိုinternet ကနေ data တွေကိုပို့လို့ရပါတယ်။ Upload speed ဆိုတာ TikTok, Facebook ဗီဒီယိုတွေနဲ့ Zoom meeting နဲ့ live streaming တို့ကို internet ပေါ်သို့ data တင်တဲ့အပြင်ဖွင့်ဖြစ်ပါတယ်ရှင်။ Wi-Fi speed ရောအားကြောင့် Wi-Fi speed ရောနေနေဆိုလို့ရှိရင်ဒီချက်လေးတွေကိုစစ်ဆေးပြီးအောင်နော်။ကင်မရာကို30စက္ကန့်အတွင်းပိတ်ပြီးပြန်ဖွင့်ပေးပါ။လူတော့အရင်ရနေခြင်း router နဲ့အရင်ဝေးလို့ခြင်းကလည်း Wi-Fi speed ကိုလေးစနေပါတယ်ရှင်။ဒါအပြင်နိုင်ငံအကြားစီရှိတဲ့နေရာနဲ့ Wi-Fi speed ကိုလေးစနေပါတယ်။router ကိုအလွယ်တကူစိတ်ငြိမ်ရရှိနိုင်တဲ့အိမ်ရဲ့အလွယ်တကူနေရာမှာထားပေးခြင်းကလည်းပုံမကောင်းပေါ်တဲ့ Wi-Fi speed ကိုရရှိနိုင်ပါတယ်ရှင်။ဒီဘက်ကိုကလည်းနဲ့ဘက်ကိုလည်းဒီမှာဆိုရှင်ဒီဘက်ကိုကလည်းကရိုးရောက်ပြီးတော့ Facebook Messenger နဲ့ browser ကိုအစီအပြေသုံးနိုင်တယ်လို့ device အများကြီးနဲ့ချိန်ပြီးလုပ်နိုင်ပါတယ်ရှင်။ဘက်ကလည်းကပြည်ရန်နဲ့ gaming HD 4K နဲ့ဆွမ်းထွက်အရင်ကောင်းပြီးတော့ order လာတဲ့နေလို့ရှိရင်ပို့ပြီးတော့အဆင်ပြေနိုင်ပါတယ်ဟုတ်။နောက်ထပ်ကြည့်နေတာကတော့ online password ကိုညွှန်ကြားထားပေးပါရှင်။ strong password သုံးပြီးပါဥပမာစလုံးနံပါတ်စံပထားပေးခြင်းကလည်းမလိုအပ်တဲ့လူတွေပြောင်းသုံးပြီးပို့ပေါင်းပေးနိုင်ပါတယ်ရှင်။ဒါလို့လည်းဆိုလို့ရှိရင်မလိုတဲ့လူတွေပြောင်းသုံးပြီးကလည်း Wi-Fi speed ကိုရသွားနိုင်ပါတယ်ရှင်။အဲဒီကအကျိုးလိုတွေသုံးနိုင်ပြီး device အများကြီးချိန်နိုင်တယ်။ internet sharing ကိုလည်းလုပ်ပြီးတော့အိတ်ဆုံးသုံးပြတဲ့အဆင်ပြေနိုင်ပါတယ်ရှင်။ဒါကြောင့် internet အသုံးပြုတိုင်း speed နဲ့ data placement ကအရေးကြီးတာကြောင့်ဒီလိုအချက်လေးတွေထားခြင်းကလည်းကောင်းမွန်တဲ့ Wi-Fi ကိုကြည့်နိုင်ပါတယ်ရှင်။